မင်္ဂလာပါ e-sport ပရိသတ်ကြီးတွေရဲ့ဒီနေ့မေလ15ရက်နေ့ထိုင်းနိုင်ငံဘန်ကောက်မြို့က Central Lab Round မှာစတင်ကျင်းပခဲ့တဲ့ PMGO 2026 SEA Final ရဲ့ Day 1 ပွဲစဉ်တွေအကျိတ်နဲ့ရှင်ပြိုင်အပြီးမှာတော့မြန်မာပရိသတ်တွေတကယ်နဲ့အားပေးနေတဲ့ရန်ကုန် Galacticos YG အတွက်မျိုးလင့်ထားတယ်လို့မချစ်ခဲ့ပဲရလပိုင်းအတော်လီရုန်းကန်ခဲ့ရတာကိုစိတ်မကောင်းစွာနဲ့မြင်တွေ့ခဲ့ရပါတယ်ဒီနေ့ပွဲစဉ်ဒီမှာ YG အနေနဲ့ဘာတွေလွဲချော့ခဲ့လဲဘလို့အမားတွေလုပ်ခဲ့လဲDay 2 Day 3ဒီမှာရောဘလို့ပြန်လဲပြင်ဆင်လာနိုင်မလဲဆိုတာကိုဒီဗီဒီယိုလေးမှာအတူတူသုံးသပ်ကြည့်လိုက်ရအောင်ပါ YG ရဲ့ဒီနေ့ match အလိုက်ရရှိခဲ့တဲ့ ranking တွေကတော့ match 1 Rondo ranking 12 match 2 Eranger ranking 2 match 3 Eranger ranking 13 match 4 Eranger ranking 12 match 5 Miramar ranking 14 match 6 Miramar ranking 9ပွဲစဉ်6ပွဲအပြီးမှာတော့ YG ဟာ overall ranking 10မှာရပ်တည်နေပါတယ်။အစောပိုင်းပွဲတွေမှာ ranking မိမိမရခဲ့တာကနောက်ပိုင်းပွဲတွေအတွက်ဖိအားတစ်ခုဖြစ်စေခဲ့ပါတယ်။ဒီနေ့ Day 1မှာ YG အနေနဲ့ဘာတွေလိုအပ်ခဲ့လဲဆိုတာကိုကျွန်တော်ပွဲကြည့်ပရိသတ်တယောက်အနေနဲ့သုံးသပ်ပေးသွားပါမယ်။ဒီနေ့ပွဲစဉ်တွေမှာ YG ရဲ့စွမ်းဆောင်ရည်ကိုထိခိုက်စေခဲ့တဲ့အဓိကအချက်တွေကိုကြည့်မယ်ဆိုရင် Zone Win Battle တွေမှာရုန်းကန်နေရတာပဲဖြစ်ပါတယ်။ YG အနေနဲ့အစောပိုင်း Battle တွေမှာရှုံးနိမ့်ခဲ့တာမျိုးမဟုတ်ပါဘူး။အဓိကလွဲချော်ခဲ့တာက play zone ကျင်းလာချိန်မှာဇုံထဲဝင်ဖို့ကြိုးစားတဲ့ zone win fights တွေမှာလွဲချော်မာယွင်းခဲ့တာပါ။တခြားအသင်းတွေရဲ့ wide ပစ်တာခံရတာလမ်းကြောင်းပိတ်ခံရတာတွေကြောင့်အကောင်းဆုံး position မရဘဲအမှတ်လော့ခဲ့တာပါတယ်။ device နဲ့အသားမကျသေးခြင်းဒီနေ့မှာ YG ရဲ့ gun powder တိမထွက်လာတာကိုသတိထားမိမှာပါ။ဒါဟာကစားသမားတွေရဲ့အရေးချင်းကြောင့်မဟုတ်ပဲပြိုင်ပွဲကပေးထားတဲ့ device ဖုန်းအသစ်တွေနဲ့စောရတာကြောင့်ဖြစ်နေပါတယ်။ gaming ဖုန်းအသစ်တွေရဲ့ sensitivity နဲ့အထီးအကွေးကိုအသားမကျသေးတာက fight ဒီမှာအဆုံးသက်မသေးကြပဲဖြစ်စေခဲ့ပါတယ်။ lobby ရဲ့ PR SEA ရဲ့ထိပ်သီး16တင်ကြားမှာအမားယွင်းအနှဲငယ်လေးကအစကြီးမားတဲ့အကျိုးသက်ရောက်မှုရှိသွားစေပါတယ်။ short တွက်လို့မရတဲ့ပြိုင်ပွဲများနဲ့ EA နဲ့ FL ဒီနေ့မှာတော့ထိုင်းကိုစားပြု EA E-Arena နဲ့ VNN အသင်း FL Team Flash တို့ရဲ့ performance ကတော်တော်လေးကိုကောင်းမွန်ပြီးလုတ်ပြောင်းနိုင်ခဲ့ပါတယ်။ EA ဆိုရင်ကစားကွက်နဲ့ team work ပိုင်းမှာအရင်ကထက်အများကြီးတိုးတက်လာပါတယ်။ rotation ပိုင်းကလည်းအရင်ထက်မတူတော့ပဲအရန်ကောင်းလာပါတယ်။ match 2ရဲ့နောက်ဆုံးစုံမှာလုတ်ပြသွားတဲ့ rotation ကြီးကလည်းဘယ်သူမှမထင်ထားတဲ့အကွက်ကြီးကိုလုတ်ပြသွားတာပါ။ FL ကလည်းသူတို့ရဲ့တည်ငြိမ်တဲ့ကစားဟန်နဲ့အမှတ်တွေအများကြီးစုဆောင်းသွားနိုင်ခဲ့ပါတယ်။ဒီလို aggressive ဖြစ်တဲ့အသင်းတွေကြားမှာ YG အနေနဲ့အနှဲငယ်ဖြီအားဝင်သွားပုံရပါတယ်။ Day 2အသက်မျှော်လင့်ချက် e-sport ဆိုတာအများတန်းအတက်အကျရှိပါတယ်။ Day 1မှာရလတ်မကောင်းခဲ့ပေမဲ့ဒါဟာပြိုင်ပွဲတွေပြီးသွားပြီလို့မဆိုလိုပါဘူး။ YG အနေနဲ့ဒီနေ့ပွဲကအမှားတွေကိုတေချာပြန်လဲသုံးသပ်ပြီးမနက်ဖြန် Day 2မှာဖုံးတွေနဲ့လည်းပိုပြီးအသားကျလာမယ်ဆိုရင် comeback ပြန်လုပ်ပြနိုင်မယ်လို့ယုံကြည်ပါတယ်။ပရိသတ်တွေအနေနဲ့လည်းနိုင်တဲ့အချိန်မှမဟုတ်ပဲအခက်အခဲဖြစ်နေတဲ့အချိန်မျိုးမှာပါကိုယ့်နိုင်ငံကိုစားပြုအသင်းကိုဆက်လက်ပြီးအားပေးဝင်ရန်ပေးကြဟုတိုက်တွန်းခြင်းပါတယ်။ပရိသတ်ကြီးဦးအနေနဲ့ရောဒီနေ့ YG ရဲ့ကစားကွက်အပေါ်ဘယ်လိုမြင်လဲ device ကြောင့်လို့ထင်လားဒါမှမဟုတ် zone strategy ကြောင့်လားမနစ်ဖလန်အတက်ဘာရီပြင်ဆင်စေခြင်းလဲဆိုတာကို comment မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါအောင်နောက်ထပ် e-sports သတင်းတွေနဲ့ပွဲစဉ်သုံးသက်ချက်တွေကိုအချိန်နဲ့တပြေးညီသိရှိနိုင်ဖို့ကျွန်တော်တို့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်ကြည့်ရှုပေးလေတဲ့ကျေးဇူးတင်ပါတယ် YG fighting